ကဲ pre-order တင်ထားတဲ့10ချိန်ကန်ဆန်းကြည့်မယ်10ချိန်နဲ့ကလစ်ဆက်ကြီးပေါက်ပေးပါပေါက်ပေးပါ မပေါ်တာလေ ဘာမှလည်းမပေါက်ဘူး ဘာလို့မျောလင့်လဲ ဟေးအရမ်းမိုက်တဲ့ရေခဲကာနိုင်ဒီစကီနဲ့80ရရေခဲမင်းသမီး ultimate outfit ပါတယ် winner close sell glitter ဟာဆိုရင်ဖြစ်ဒီနေ့မှာဂိမ်းတွေကိုရောက်ရှိလောက်လာပြီပဲဖြစ်ပါတယ်သူ့မှာပါတဲ့ reward တွေကိုတွားကြည့်ကြရအောင်ရလာတဲ့ရေခဲမင်းသမီး glitter တစ်ထည့်အဓိကပါဝင်မယ်သူ့ရဲ့ entry emote ကလည်းရေခဲလွှာပေါ်ကရှုံးစီးပြီးဆင်းလာတာကိုတွေးမြင်ရမှာပဲဖြစ်ပါတယ်ငါတော့ brother တို့ကကာနိုင်ဒီစကင်ကို ultimate outfit ကိုနှစ်ခုစလုံးပိုင်ဆိုင်နိုင်မယ်ဆိုရင်ရရှိမယ် standing post ပါ lady single glider ကလည်းနှင်းမွင့်လေးတွေနဲ့ဆင်းလာတဲ့ပုံသဏ္ဍာန်ဖန်တီးထားတာကိုတွေးမြင်ရမှာပဲဖြစ်ပါတယ်နော်ကတီကြိုက်ဆုံးကတော့ကျုံးပွေးစကင်ပါမြောင်တောက်တောက်လေးနဲ့ထဲဝါပြီးလှပနေတာကိုတွေ့မြင်ရမှာပဲဖြစ်ပါတယ်ကဲကာ98ကိုတွားကြည့်ကြမယ်သူ့ရဲ့ကင်းမစိတ်ဟာဆိုရင်လည်းကဲမီတာစုကန်းရဲ့ထုံးစံအတိုင်းရေခဲတွေနဲ့လှပနေတဲ့ပုံသဏ္ဍာန်ကိုတွေ့မြင်ရမှာပဲဖြစ်ပါတယ်အဲ့တော့သူ့ရဲ့ look create ပုံမှာတော်တော်လေးကိုလှပါတယ်သူ့ရဲ့ on hit effect ကလည်းပြစ်လိုက်တိုင်းမှာရေခဲလေးတွေဖွာထွက်နေမှာပဲဖြစ်ပါတယ်နောက်ပြီး return item အနေနဲ့ all ultimate outfit လည်းပြန်ပါလာတာပဲဖြစ်ပါတယ်အဲ့ဒါဆိုရင်အခုလက်ရှိ glitter အစုံလိုက်ကတော်တော်လေးကိုဝင်ကြွားပြီးလှပနေတာမို့ရေခဲ crazy လေးတွေဖောက်ကြည့်ကြဖို့တိုက်တွန်းလိုက်ပါတယ်နော်။မှားကတော့ကစ်တီပဲဖြစ်ပါတယ်။ကစ်တီစီမှာ UC တွေဝယ်ယူအားပေးလို့ရပါတယ်နော်။